တေချာလို့လား ဟာမယုံလားမယုံလို့ရှိရင်မျက်လုံးသိချကြည့်ပြီးတော့လိန်နေလားမလိန်ဘူးလားဆိုတော့သူ့ကြောင့်အချစ်ဆိုတော့ခံစားမိတာလေသူကပဲချစ်တောင်တင်ပေးခဲ့တာ အဲ့ဒါပဲကျမပြပြပါလား သိချင်ဘူးလားကိုမျက်စိရှိမှရှိနေ